ဒီနေ့စနေညမှာတော့ Manchester United နဲ့ Nottingham Forest ပွဲစဉ်ကိုကျွန်တော်ရွေးချယ်တိုးတက်ပေးချင်ပါတယ်။မနေ့ကတော့ကြာညမှာတော့ဂီတာဘေးဂိုးပေါ်အစီအပြေခဲ့ပြီးမြဲဒုံးမဂိုးပေါ်ကြားခဲ့တဲ့ကြောင့်ကျွန်တော်တေရလက်နဲ့သာချိန်နေခဲ့ရပါတယ်။ဒုံးမဂိုးပေါ်ကျွန်တော် free way ဖြစ်တိုးတက်ပေးမိခဲ့တဲ့ကြောင့်ကျွန်တော်ရဲ့ free ညီကိုတွေတော့နင့်နာခဲ့ရပါတယ်။အဲကြောင့်ဒီနေ့စနေညမှာတော့တေချာလေးအချိန်ပေးပြီးစူးစမ်းပြီးလေ့လာပေးထားပါတယ်။ဒါပြင်ဒီနေ့စနေညမှာတော့ကျွန်တော်ပုံမှန်ထွက်နေကြဖြစ်တဲ့မန်ပါပွဲစဉ်3ပွဲထွက်ပါတယ်။ကျွန်တော်ရဲ့မန်ပါပွဲစဉ်3ပွဲကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်ဆောင်9000ကျင်းနဲ့ဝယ်ယူရရှိမှာဖြစ်ပါတယ်။ဒါပြင်ဒီနေ့စနေနေ့မှာတော့ကျွန်တော်ရဲ့စေးဖြစ်ဆုံးအာမခံတပွဲကောင်းရောင်းပွဲလည်းထွက်ပါတယ်ကျွန်တော်ရဲ့စေးဖြစ်ဆုံးအာမခံတပွဲကောင်းရောင်းပွဲကတော့2000ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အာမခံရောင်းပွဲကတော့အပေါင်းမပြခဲ့ဘူးဆိုရင်တော့ကျွန်တော်မန်ပါကြီး2000ကိုအကိုတို့ပြန်အပ်ပေးမှာဖြစ်ပါတယ်အဲကြောင့်ဒီနေ့မှာကျွန်တော်ရဲ့မန်ပါပွဲစဉ်นี้စေးဖြစ်ဆုံးအာမခံတပွဲကောင်းရောင်းပွဲတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969883ညောင်းလာရောက်ဆက်သက်ပြီးတော့ဝယ်ယူလို့ရပါပြီဒီနေ့ပွဲစဉ်မှာ Man U 4ရက်ကိုအဝေးကွင်းနဲ့ level 60ဂိုးပေါင်းသေး360စားဆိုကိုဈေးဖွင့်လှစ်ပေးထားပါတယ်။ Man U နဲ့ဈေးတန်းတူတဲ့အသင်းဖြစ်တဲ့ Chelsea က4ရက်ကို level 80ဆိုတဲ့ဈေးကြောပေးခဲ့မှုတာကြောင့် Man U ဒီပွဲစဉ်မှာ4ရက်ကိုအနည်းဆုံး level 80ပေးနိုင်ရပါမယ်။အခု level 60ပဲရှိတဲ့ဈေးကတော့ပုံမှန်ဈေးတဲ့ပြား20လောက်ယုံနေတယ်တော့ကျွန်တော်တွေ့ရပါမယ်။ဒါပေမဲ့လည်း Nottingham Forest က Man U ကိုဒုက္ခပေးနေအိမ်ကွင်းမှာဒုက္ခပေးနေတာ200စီသက်ရှိသွားပြီဖြစ်ပြီးတော့ပြီးခဲ့တဲ့ရာသီကလည်း Man U 4ရက်ကိုအိမ်ကွင်းဝင်းကွင်း2ကြော်သုံးရှုံးနေထားခဲ့တာကြောင့်ဒီ level 60ဆိုတဲ့ဈေးကဖြစ်တဲ့နေလို့ကျွန်တော်ကတော့ယူဆပါတယ်ဒီ4ရက်ကဒီရာသီမှာခြေစမ်းကျဆင်းနေတာဖြစ်ပြီးတော့လေးဝက်သက်ရှုံးပွဲတွေ့ထားတာပါဒါကြောင့်ဒီ4ရက်ဒီရာသီခြေစမ်းကျနေခြင်းမှာ Man U နဲ့နိုင်ပွဲရအောင်ယူထားတဲ့နေလို့ကျွန်တော်ကတော့ယူဆပါတယ် Man U ခုလက်ရှိခြေစမ်းတွေကိုကြည့်မယ်ဆိုရင် Man U 3ဝက်သက်နိုင်ပွဲရထားတာဖြစ်ပြီးတော့နည်းနည်း Man U ဒုက္ခပေးနေတဲ့အသင်းဖြစ်တဲ့ Brighton လို့အသင်းကိုတော့ရှေ့ပွဲစဉ်တစ်ပွဲမှာအင်ကွင်းမှာဂိုးပြတ်နိုင်ပွဲရထားခဲ့တာကြောင့်ဒီပွဲစဉ်မှာလည်းပြီးခဲ့တဲ့ရာသီကနှစ်ကြော်သလုံးဒုက္ခပေးထားတဲ့ Forest ကို Man U နိုင်ပွဲရအောင်ယူလိုက်မယ်လို့ကျွန်တော်ယူဆပါတယ်ခုလက်ရှိ Man U ရဲ့ခြေစွမ်းတွေအရာလဲ Forest ကိုနိုင်ပွဲရောက်ဖို့လုံလောက်တယ်လို့ကျွန်တော်ယူဆပါတယ် Forest ကလီပြတဲ့ရှောင်းတိုက်ကိုခွမ်းရထားတယ်ဆိုပေမဲ့လည်း Forest ရဲ့ခုလက်ရှိခြေစွမ်းတွေအရာဒီပွဲစဉ်မှာကျွန်တော် Forest စီကဘာမှမျှော်လင့်နေလို့မရပါဘူးဒါပေမဲ့ level 60ပဲရှိတယ်ဆိုတော့ဈေးတန်းတရအရာတော့တေလဲကျသွားနိုင်တာကြောင့်ကျွန်တော်ဒီဝဲစဉ်မှာ Man U တေနဲ့အနိုင်ပဲလို့ကျွန်တော်ယူဆတာကြောင့်ပြား60လောက်ရင်းပြီးတော့ကျွန်တော် Man U body ကိုပဲနေချင်ပါတယ်ခုလက်ရှိ Manchester United ရဲ့ခြေစွမ်းတွေရ Nottingham Forest ကိုတေချာပေါက်နိုင်ပွဲရလိမ့်မယ်လို့လည်းကျွန်တော်ယူဆပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော် Manchester United body တစ်ကြောင်းတွေကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ် Nottingham Forest နဲ့ Man U ပွဲစဉ်မှာတော့ကျွန်တော် Man U body တစ်ကြောင်းတွေကိုပဲကျွန်တော်ကြိုက်နေတတ်ပါတယ်ဒီနေ့စနေညမှာကျွန်တော်ရဲ့မန်ပါပွဲစဉ်တွေထွက်ပါတယ်ကျွန်တော်ရဲ့မန်ပါပွဲစဉ်တွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်ဆောင်9000ကျပ်နဲ့ဝယ်ယူရရှိမှာဖြစ်ပါတယ်ဒါပြင်ဒီနေ့စနေနေ့လို့ပွဲများတဲ့ရက်တွေမှာတော့ကျွန်တော်ရဲ့စေးဖြစ်ဆုံးအာမခံတပွဲကောင်းရောင်းပွဲလည်းထွက်ပါတယ်ကျွန်တော်ရဲ့စေးဖြစ်ဆုံးအာမခံတပွဲကောင်းရောင်းပွဲကတော့အပေါင်းမပြခဲ့ဘူးဆိုတော့အခုတို့မန်ပါကြီးပြန်အပ်ပြီးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့စေးဖြစ်ဆုံးအာမခံတပွဲကောင်းရောင်းပွဲကတော့အခုတို့အနေနဲ့2000ကျပ်နဲ့ဝယ်ယူရရှိမှာဖြစ်ပါတယ်အခုတို့စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်3ခွန်3ညောင်းကိုလာရောက်ဆက်သက်ပြီးတော့မမပွဲစဉ်တွေကိုအာမခံပွဲစဉ်တွေကိုဝယ်ယူလို့ရပါပြီ။ဒါပြင်ဒီနေ့စနေညမှာတော့ကျွန်တော်ရဲ့ Telegram Channel မှာ9သင်းပေါင်းတကက်တင်ပေးသွားဖို့ရှိပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ Telegram Channel ကိုမ join ရသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးအောက်မှာကျွန်တော်ရဲ့ Telegram Channel link ကိုချထားပေးခဲ့ပါမယ်။ကျွန်တော်ရဲ့ Telegram Channel link ကို join ပြီးတော့ဒီညတော့လက်ဆောင်ပွဲတစ်ပွဲနဲ့9သင်းပေါင်းတကက်ကိုဝယ်ယူလို့ရပါပြီ။အားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေ။ကျွန်တော်ကတော့ Sam T Soccer ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်